ကဲဘာကြီးဆိုးရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နော်ဘာကြီးဆိုး 3D channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲ26ခုနှစ်ကတတိယအချိန်အောင်ရောက်လာခဲ့ပြီဗျာနော်ကျွန်တော်ဖြစ်နိုင်ကြရှိတဲ့ကဏ္ဍလေးတွေကိုရှာဖွေပြီးတော့တင်ပြပေးပါမယ်မိတ်ဆွေများစိတ်ရှိလက်ရှိလေးလို့ကြည့်ပေးပါနော်ကျွန်တော်ကဏ္ဍအခု3ခွက်ပြပါမယ်ဗျာနော်ဖြစ်နိုင်ကြရှိတဲ့ကဏ္ဍလေးပေါ့ဗျာနော်ကောင်းလို့ရရလေးတွေပေါ့ဗျာမိတ်ဆွေများလည်းအချိန်ရှိသေးတော့ရွေးချယ်သုံးသပ်လို့ရပါတယ်ရွေးချယ်စဉ်းစားလို့ရပါတယ်နော်ကဲစလိုက်အောင်ဗျာနော်ခုတတိယအချိန်မှာဖြစ်နိုင်ကြရှိတာလေးပေါ့ဗျာနော်ကဲစမယ်ဆိုတော့ပြရစမယ်ဆိုတော့ဒီရစမယ်ဟောဒီ3ခုနှစ်ဆိုတဲ့ကနေဒါဒီပရင်ကကျွန်တော်ပြဘူးတယ်နော်2010က3ခုနှစ်3ခုနှစ်ကအပေါ်ကနေထောက်မယ်ဗျာဒီနေ့3ဒီ3ခွက်မြောက်မှာအလဲတိုင်း4ဒီအလဲတိုင်း3ဒီလို3 4 8ဆိုတဲ့အလဲတိုင်းဇောင်းအတန်းလေးရှိပါတယ်နော်ဒီအလဲတိုင်း4ကနေပြီးဒီရှိကိုဆက်သွားမယ်ဗျာဒီနေ့3 4ခွက်မြောက်မှာ6539ညာဆိုပြီးတော့ရှိတယ်နော်ဟုတ်ပြီဒါပရင်လေးနော်ဒီပရင်ကဒါကျွန်တော်ဒီလိုချင်တဲ့နေရာလေးအဖျားလေးပဲဖြတ်ပြီးတော့ပြတာပါကဲနောက်ဒီဘက်ကပရင်ကိုကြည့်မယ်အဲဒီမှာကျတော့3နှစ်ခွန်ဒီ3နှစ်ခွန်က2019ခုနှစ်ဗျ18ခုနှစ်မှာရှိတဲ့3နှစ်ခွန်အပေါ်ကနေထောက်မယ်ဒီနေ့3အဲ့3ခွက်မြောက်မှာဟောဒီအလဲတိုင်းအတန်းလေးပဲ3 4 8ဆိုပြီးတော့အတန်းလေးနော်ဒီအလဲတိုင်း4ကနေပြီးတော့ရှေ့ကိုဆက်မယ်ဒီနေ့3 4ခွက်မြောက်မှာ6335အားလုံးတူတယ်နော်မိတ်ဆွေတို့အဲ့ဒီကနေပြီးတော့ကစားပါမယ်6335ရဲ့2နှစ်ကျော်ကိုကျွန်တော်တို့ကစားကြမယ်ဗျာနော်2နှစ်ကျော်အခုတတိယအချိန်အတွက်ကျွန်တော်တို့ရှာမှာပေါ့ဗျာနော်ဟုတ်ပြီကဲအဲ့တော့ဒီပထမပရင်ကိုပြန်သွားမယ်3ခုနှစ်3 4 8 653ညနော်653ညရဲ့2နှစ်ကျော်နှစ်ထဲမှာအဲဒီမှာ824ဆိုတဲ့ကနနော်8နှစ်လေးအဲ့ဒီ8နှစ်လေးဟာဘယ်ကလာတယ်လဲဆိုရင်ကျွန်တော်တို့ဟောဒီ6395ကိုပြန်သွားမယ်ဟောဒီ653ညရဲ့နောက်ဇောင်းတပင်ကျော်က842ဆိုတဲ့ကနတက်ရိုက်တာဗျ2နှစ်ကျော်မှသွားပြီတော့နော်အဲထွက်တာတော့ထွက်တယ်နော်ကျွန်တော်တို့ကအခုဖမ်းမှာဒီ824ရဲ့အောက်တပင်ကျော်ဖမ်းမှာပါဗျာနော်တတိယအချိန်ကိုဖမ်းမှာကဲဒီဘက်ကိုကြည့်လိုက်အောင်မယ်ကဲဒီဘက်မှာလည်း3နှစ်ခွန်3 4 8လေတိုင်းတန်းလေးနောက်တစ်ခါဒီမှာ6395နော်6395ရဲ့နှစ်နှစ်ကျော်မှာကျွန်တော်တို့ကပထမဆုံးအချိန်မှာထွက်သွားတယ်6ခုနှစ်ဒီ6ခုနှစ်ပဲရလာတယ်လေဆိုရင်ဟိုဒီ6395ရဲ့နောက်ဆုံးတကွက်ကျော်က6ခုနှစ်ကတက်ရိုက်တာဗျနော်6ခုနှစ်ကတက်ရိုက်တာလေပထမအချိန်အဲ့ဒီ6ခုနှစ်ရိုက်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့အောက်တပင်ကျော်ကိုဖမ်းမယ်နော်ဟိုဘက်မှာတော့824ရဲ့တပင်ကျော်ပေါ့ဗျာနော်ဒီမှာတော့ဒီကျွန်တော်တို့ခုတတိယအချိန်တွေကိုဖမ်းပါမယ်ကဲဒီဘက်မှာဘယ်လိုပေးထားလဲကြည့်လိုက်ကြမယ်ဟောဒီ824နော်ဒီ653ညရဲ့နောက်ဆောင်တပင်ကျော်က842ဟာဒီမှာ824လို့တက်ရိုက်တယ်ရိုက်ပြီးတော့အောက်တပင်ကျော်မှာ6နှစ်ရှိသူဘယ်ကလာတယ်လဲဆိုရင်အဲ653ညကိုပဲပြန်သွားမယ်နော်ကျွန်တော်တို့အောက်ကအဲဒီမှာဟောဒီ653ညရဲ့အောက်ကိုဆင်းမယ်သူကဒီနေ့3 4 5ခွက်ကျော်6ခွက်မြောက်က286ဟာအဲ့ဒီ824ရဲ့အောက်တပင်ကျော်မှာ628ဆိုပြီးတော့တွားရိုက်တာဗျဟုတ်ပြီနော်မေဆိုတော့628ဆိုပြီးတွားရိုက်တယ်ဟုတ်ပြီကဲဒီဘက်မှာကြည့်လိုက်ကြမယ်6ခုနှစ်ကအောက်တပင်ကျော်တတိယအချိန်မှာဘာလာမလဲဆိုရင်ဟောဒီ6395ကနေမယ်အောက်ကိုဆင်းမယ်ဒီနေ့3 4 5ခွက်ကျော်6ခွက်မြောက်က202ဆိုတဲ့ဟောဒီကနန်း232ဟာဟောဒီ6ခုနှစ်ရဲ့အောက်တပင်ကျော်မှာလာထွက်ပေးရမှာမယ်တတိယအချိန်မှာနော်ဒီဘက်လိုပဲရိုက်ခဲ့မယ်ဆိုရင်ဒီတတိယအချိန်မှာဒီကနန်းထွက်ပေးရမှာပါဟုတ်ပြီနော်232ဟုတ်ပြီအဲ့တော့ဒါမင်္ဂလာအဖွင့်ကနန်းလေးပေါ်ရနော်ဟုတ်ပြီနောက်ထပ်ကျွန်တော်ပရင်တစ်မျိုးနဲ့နောက်ကနန်းနှစ်ကွက်ကျွန်တော်ထပ်ပြမယ်ဗျဒါလေးကလည်းကျွန်တော်အရင်နှစ်ကကျွန်တော်ပြခဲ့ဘူးပါတယ်ဗျနော်90ခုနှစ်မှာဟောဒီအလဲတိုင်းအထောင်လေး9933လေးလုံးတန်းလေးနော်ဒီအောက်ဆုံး3ညကနေနောက်ကိုသွားမယ်ဒီနေ့3 4 5ခွက်မြောက်မှာ46ခွန်ဒါအဲ့46ခွန်ရဲ့နောက်နှစ်ကတ်နေတဲ့နေ့1 2 3
46ခွင်ရဲ့မြင်းကုန်မှာ632ဆိုတာရှိတယ်နော်ဒါပရိမှန်မှာ632ကနေဒီလိုအောက်ကိုဇောင်းဆင်းမရှိဘူးနော်ဒီနေ့3 4 5 6ခုနှစ်ကွက်မြောက်မှာ941နော်ပြီးခဲ့တဲ့နှစ်ကပုံစံနော်941အဲ့ဒီ941ရဲ့အောက်ဇောင်းတစ်ပင်ကျော်မှာခွန်9ခွန်ဆိုတာရှိတယ်ဟုတ်ပြီနော်ဒါပရိမှန်မှာဟုတ်ပြီကဲဒီဘက်ကိုလည်းကြည့်လိုက်မယ်ကျွန်တော်တို့24ခုနှစ်မှာ9939ဆိုပြီးတော့၄လုံးတန်းလေးပဲเนาะအလဲ၄လုံးတန်းလေးအဲ့ဒီကနေပြီးတော့အောက်ဆုံး3ညကနေနောက်ကိုသွားမယ်ဒီ2 3 4 5ခွမြောက်မှာ64ခွဝက်နဲ့တူတူပဲတော့မေးဆိုတော့64ခွရဲ့နောက်ကနေတဲ့နှစ်ကဒီ2 3ဒီနေရာမှာ63ညနှစ်မြင်းကုန်ပါเนาะအတူတူပဲเนาะဟောဒီ63ညနှစ်ကနေပြီးဒီလိုအောက်ဆောင်ဆင်းမယ်ဒီ2 3 4 5 6ခုနှစ်ခွမြောက်မှာ145နော်ပြီးခဲ့တဲ့နှစ်ကပြီးခဲ့တဲ့ကနေပေါ့နော်145အဲ့145ရဲ့အောက်ဇောင်းတစ်ပင်ကျော်မှာခွန်9ခွန်ဆိုတာရှိတယ်ဟုတ်ပြီဒါပရိမှန်သွားပြီနော်ပရိမှန်သွားတော့ကျွန်တော်တို့ကအခုဒီ145ပေးခဲ့တဲ့နှစ်ရဲ့ရှေ့ကပ်နေတဲ့နှစ်ကိုကျွန်တော်တို့ကတတိယအကြိမ်ဘက်ကိုဖမ်းပါဗျာနော်ဒီတတိယအကြိမ်ကိုဖမ်းမယ်ဟုတ်ကဲ့ဘယ်လိုဆက်ဆက်ရှိတယ်လဲဒီဘက်ကိုကြည့်လိုက်ကြမယ်အဲ့တော့9939 46ခွန်639နှစ်ဟောဒီ639နှစ်ဖြစ်ထားတဲ့ထွက်ထားတဲ့နှစ်ထဲမှာကျွန်တော်တို့ဟောဒီကနန်းနော်639နှစ်ဖြစ်ထားတဲ့နှစ်ထဲကဟောဒီ896ဆိုတဲ့ကနန်းဟာကျွန်တော်တို့ဟောဒီ941ရဲ့ကတ်နေတဲ့နှစ်ရှင်းနှစ်ထဲမှာ968ဆိုပြီးတော့လာထွက်တယ်ဗျနော်968ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီအဲ့ဒီတော့ဒီဘက်မှာလည်းကြည့်လိုက်မယ်ဟောဒီမှာ9939 64ခွန်639နှစ်ဟောဒီ639နှစ်လို့ဖြစ်ထားတယ်639နှစ်ဖြစ်ထားတဲ့နှစ်ထဲမှာပြီးခဲ့တဲ့ဒုတိယအကြိမ်ကဟောဒီ629ဟောဒီ629ဆိုတဲ့ကဏ္ဍကအခုဒုတိယအကြိမ်မှာရိုက်သွားခဲ့ပြီเนาะ629သူ့ရဲ့အောက်မှာကတ်လိုက်မကဏ္ဍကိုကျွန်တော်တို့ကဖမ်းကျင်တာเนาะဟုတ်ပြီကဲဒီဘက်ကိုပြန်သွားမယ်ဒီဘက်ကိုပြန်သွားတော့ဟောဒီမှာ968ရဲ့အောက်မှာ430ဆိုတာသူကလိုက်ထွက်ထားတယ်အဲ့ဒီ430ကဘယ်ရလာတယ်လဲဆိုရင်ဟောဒီမှာ941တကွက်ကျော်မှာခွန်9ခွန်ဟောဒီတတိကံနေရာမှာရှိတယ်430ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့အောက်ကိုတက်ရိုက်တယ်လို့ကျွန်တော်ကဖမ်းမယ်နော်430ဟာ430လို့ပဲတက်ရိုက်တယ်လို့ဖမ်းမယ်တခါဟောဒီ430ရဲ့အပေါ်မှာရှိတဲ့951အဲ့ဒီ951ဟာနောက်9နှစ်ခြားကဏ္ဍဗျ1 2 3 4 5နှစ်ခြားကဏ္ဍ9နေရိုက်ထတာနော်ဒါအမှန်ရိုက်ခဲ့တာနော်မိနစ်ကဒါမိနစ်ကပုံစံပေါ့ဗျာနော်ဟိုဘက်မှာဆိုရင်တော့ဒီကောင်းရဲ့အောက်မှာရှိတယ်ဒီဟိုက်ကဏ္ဍ941ကအောက်တပင်ကျော်ခွန်9ခွန်ရဲ့တစ်နှစ်ကျော်က430ဟာ96ကအောက်မှာကတ်လိုက်တယ်ကဲဒီဘက်ကိုကြည့်မယ်အဲ့တော့ကျွန်တော်တို့အခု639နှစ်ဖြစ်တဲ့နှစ်ထဲမှာ6နှစ်9ကပြီးခဲ့တဲ့ဒုတိယအကြိမ်တော့လာရိုက်သွားပြီသူ့အောက်မှာလိုက်မဲ့ကဏ္ဍဟာနော်ခုနဟိုဘက်မှာကြည့်ခဲ့တယ်လို့ဆိုရင်ဟိုဒီ145ရဲ့အောက်တပင်ကျော်ခွန်9ခွန်ရဲ့တစ်နှစ်ကျော်က895ဆိုတဲ့ကဏ္ဍတက်ရိုက်ပြရမယ်895နော်အဲ့895ရဲ့အပေါ်မှာရှိတဲ့2 5နှစ်ဟာနောက်9နှစ်ကြာလာတာပဲဟိုဘက်လိုပဲဒီနေ့3 4 5ဒီမှာတော့တန်းနဲ့ပေါ့နော်9နှစ်နဲ့9နှစ်ဆိုပြီးတော့နော်မိနစ်ကပေးသွားတဲ့ဥစားလေးတွေနော်အဲ့ဒီအောက်ကကနဲ့895ဟာအခုဟောဒီ6နှစ်9ရဲ့အောက်မှာကတ်လိုက်ပြန်ရမယ်ဗျ895အာဟော895အာပါဟုတ်ပြီကဲမိတ်ဆွေတို့နှစ်ကွက်ရှိသွားပြီနော်နှစ်3ညနှစ်အာ895အာကဲနောက်ဆုံးတစ်ကွက်ကြည့်လိုက်အောင်မယ်နောက်တစ်ကွက်ကလည်းဒီဖြစ်စဉ်ကနေပြီးတော့ဆင်ပွားလာတဲ့အမြင်လေးတစ်ခုပေါ့ဗျာနော်ဖြစ်နိုင်ကြီးလေးပေါ့လင်းရောလည်းပင်ကောင်းဟောဒီကျွန်တော်တို့941ရဲ့ရှေ့ကပ်နေတဲ့နှစ်ထဲကိုပို့တဲ့ဟောဒီ968ဆိုတဲ့ကနေသူလာတဲ့နေရာကိုကြည့်လိုက်မယ်နော်ကျွန်တော်တို့639နှစ်ဖြစ်ထားတဲ့နှစ်ထဲမှာနော်639နှစ်ဖြစ်ထားတဲ့နှစ်ထဲမှာ896ကနေလာတာအဲ့ဒီ896ကဟောဒီဇောင်းမှာရှိတဲ့3934ဆိုတဲ့ကနေနော်ဟောဒီ968ကအောက်မှာကတ်လိုက်တယ်လို့လည်းယူဆလို့ရတယ်နော်မိတ်ဆွေတို့ဘာလို့ဆိုတော့အတွဲလိုက်ကိုသူကတော့ဒီအတွဲလိုက်ဟာဒီအတွဲလိုက်ဖြုတ်ချတယ်လို့ယူဆလို့ရှိရင်ဒီဘက်မှာဘာဖြစ်မလဲကြည့်လိုက်မယ်နော်
ကျွန်တော်တို့ဒီ6နှစ်9လာတဲ့ဟောဒီ6 3ညနှစ်ဖြစ်ထားတဲ့နှစ်တည်း6နှစ်9 6နှစ်9ရဲ့ဟောဒီအောက်ဆောင်မှာရှိတဲ့630ဆိုတဲ့ကဏ္ဍဟာဒီအတွဲလိုက်အတိုင်းလေဒီမှာလာရိုက်နေတယ်630ဆိုပြီးတော့နော်ဒီဆိုတော့ဒါလေးလေဒုလို့ပြောမှာနော်ဖြစ်နိုင်ကြီးရှိတယ်နော်သူရဲ့ကလေး 3D ရဲ့လှည့်စားမှုရ630ဆိုတဲ့ကဏ္ဍလေကတ်လိုက်လာနိုင်တဲ့အတွဲလိုက်ဆိုပြီးတော့သူ့ရဲ့မြင်ကုန်မှာ363သူ့ရဲ့မြင်ကုန်မှာ633ဒီမှာလဲ633လာနိုင်ပါတယ်ကဲအဲ့တော့630ဆိုတဲ့ကဏ္ဍမှာထည့်လိုက်ရအောင်ဗျာနော်အဲ့တော့နှစ်3ညနှစ်895 630နော်ဒါကတော့ကျွန်တော်အရင်အနေနဲ့ခဏထားတာကျွန်တော်ကဏ္ဍချုပ်တဲ့အချိန်ကြာရင်တော့ပြန်ပြီးတော့ခွဲခြားစိတ်ချပေးမယ်ပေါ့ဗျာနော်ကဲမိတ်ဆွေများမင်္ဂလာရှိတဲ့ကဏ္ဍကံကောင်းခြင်းလက်ဆောင်ကဏ္ဍဖြစ်ကြပါစေလို့ဆုတောင်းပါတယ်ဗျာဘာကြီးဆိုကနော်ကျွန်တော်ရဲ့ဘာကြီးဆို channel ကိုလည်း like and subscribe လုပ်ပေးခြင်းအခမ်းမိတ်ဆွေများကိုထပ်မံဖြန့်ဝေပေးခြင်းနဲ့ကျွန်တော်ကိုကူညီပေးကြပါလို့မေတ္တာရက်ခံပါတယ်ကျွန်တော်ကကောင်းလို့ရတဲ့လေးတွေကိုဆက်လက်ပြီးတော့တင်ပေးနေမှာဖြစ်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာ